ဇလန်းကိုအထက်တန်းနောက်ဆုံးနှစ်ကျောင်းသူလေးတန်ပြီးနဲ့စတင်ထားပြီးသူမဟာတက္ကသိုလ်ဝင်ခွင့်ဆောင်ရွက်ပွဲဖြေဆိုဖို့ရပ်ပိုင်းအလိုမှာတင်ချဘာသာစိတ်ပြက်လွန်လို့ကြောက်တင်ပုံမှာပု္ပ္ပစာတွက်ခိုင်းပြီးမြင်သူမမတွက်နိုင်တဲ့အခါလူအများရှိမှအဆူအဆဲခံခဲ့ရသလိုအိမ်ပြန်ရောက်တဲ့အခါမှာလေစာကိုလစ်လူရှူပြီးဖုန်ကြည့်တချင်းနားထောင်တာနဲ့ပဲအချိန်ကုန်နေခဲ့တာကြောင့်မိခင်ဖြစ်သူကသူမရဲ့တချင်းစာသားတွေကိုအလွတ်နှက်နိုင်သလိုမျိုးသာတင်ချပို့စာတွေကိုတွက်နိုင်ပဲဆိုရင်ပါရမီရှင်ဖွင့်နေလောက်ပြီလို့ပြောဆိုခဲ့သလိုတင်ချညက်နာဟာသူမရဲ့ဖခင်စီကမျိုးရိုးဆက်ခံထားတာဖြစ်ပြီးဒီပုံစံနဲ့ဆိုရင်ဘဲတက်ကဖို့ကမှလက်ခံမှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ်။တန်းပီကိုပို့ပြီးစိတ်အနှောင့်အယှက်ဖြစ်စေတာကတော့သူမရဲ့မိခင်ကသူမကြည့်ကျင်တဲ့ရုပ်တန်းလိုင်းကိုသူမအမြဲကြည့်နေကြသမိုင်းနောက်ခံဇလန်းတွေစီပြောင်းလဲပစ်လိုက်တာပဲဖြစ်ပြီးတန်းပီကစိတ်ပြက်ပြီးအခန်းထဲကထွက်ကတငယ်ချင်းဖြစ်သူရဲ့အိမ်ကိုသွားခဲ့ရမှာတငယ်ချင်းကလည်းဒါဟာမင်းရဲ့နောက်ဆုံးအခွင့်အရေးပဲလို့ထပ်မံသတိပေးခဲ့ပါတယ်။နောက်တစ်နေ့စာမေးပွဲဖြေဆိုမဲ့မနက်မှာတန်းပီဟာနောက်ကျမှနိုးလာပြီးအပြေးအလွှားသွားခဲ့ရပေမဲ့ကားပေါ်မှာလည်းတင်ချစာအုပ်ကိုကြည့်ရင်စူးစမ်းနေခဲ့ရကနေစာမေးပွဲခန်းမရှိရောက်တဲ့အခါထီးကိုလည်းမေ့ခဲ့သလိုကြာရှုံးမာကိုကြောက်ရွံ့နေစိတ်ကြောင့်စာမေးပွဲဖြေမဲ့အစားထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။မိုးတွေတဲထန်စွာရွာသွန်းနေတဲ့အောက်မှာသူမဟာထိုင်နေရင်းနဲ့ပျောက်ကွယ်သွားခြင်းနဲ့လို့ဆူတောင်းနေတော့သူမရဲ့ရှေ့မှာမိုးရေကြောင်ထည့်နေတဲ့တိမ်နဲ့ရီအိုင်လေးတစ်ခုကိုတွေ့လိုက်ရပြီးအဲ့ဒီရီအိုင်လေးကိုခြေလန်းလိုက်တဲ့အခါမှာတော့ထူးဆန်းစွာနဲ့၃နှစ်ကြာအောင်မိုးခေါင်နေလို့မိုးရွာဖို့ဆူတောင်းနေကြတဲ့လူတွေရှိရာရှေးခေတ်ကျိုးစွမ်းပီကြီးစီကိုရောက်ရှိသွားခဲ့ပါတယ်။ဘရင်ကြီးကသူမရဲ့ထူးဆန်းတဲ့အမူအရာတွေကိုမြင်ပြီးနှဆိုးတစ်ကောင်လားလို့မေးတဲ့အခါသူမကကြောက်ကြောက်နဲ့ကျမကအထက်တန်းကျောင်းသူကယောက်ပါလို့ပြန်ပြောခဲ့ပေမဲ့အဲ့ဒီစကားဟာသူတို့အတွက်တော့ထူးဆန်းတဲ့ဂါထာမန္တန်လို့ဖြစ်နေခဲ့တာကြောင့်ဓာတ်တွေနဲ့ဝိုင်းထားတဲ့အခါသူမကကြောက်ကြောက်နဲ့မိုးလာအောင်လုပ်ပေးဖို့ကျမရောက်လာတာပါလို့လင်ယာပြောဆိုခဲ့ပြီးလူတွေကသူမစကားကိုစွတောင်းတယ်လို့လိုက်ဆိုနေတော့သူမကထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်သူမဟာဘုံကြီးဝတ်စုံနဲ့အသွင်ပြောင်းပြီးနန်းတွင်းထဲကိုခိုးဝင်ခဲ့ရမှာဗိဒင်ကြီးကအယူသီးမှုတွေကိုဆွန့်လွတ်ပြီးတိတ်ပံတဲ့တင်ချာကိုလေ့လာဖို့ပြောနေတာကိုကြားခဲ့ရပြီမယ်ပညာရှိအကြီးအကဲကတော့တင်ချာဟာအယူသီးမှုကမျိုးသာဖြစ်ပြီးမိုးရွာဖို့အတွက်ဗရင်နဲ့မိဖုရားကနတ်ပူဇော်မှုလုပ်ရမယ်လို့ကန့်ကွက်ခဲ့ပါတယ်ဒန်ဘီကဖုံးပြန်ရှာရင်းနဲ့ဗရင်ကြီးနဲ့ထတ်ဆုံကအသက်ခံရတော့မယ့်အချိန်မှာသူမကတမိုင်းနဲ့တင်ချာကိုတော်ကြောင်ပြောပြခဲ့တာကြောင့်ဗရင်ကြီးကပိုက်ကိုရဘီယိုရန်ပု္ပ္ပစာကိုတွက်ခိုင်းခဲ့ပြီးသူမကအလွယ်တကူတွက်ပြလိုက်တဲ့အခါဘရင်ကြီးကအံ့ဩသွားပြီးသူမကိုဆမ်လို့အမိပေးကလူတွေကိုတင်ချတင်ပေးဖို့တာဝန်ပေးခဲ့ပါတယ်။ဒါပေမဲ့ဘရင်ကြီးကကနန်းတော်မရွေတွက်တတ်တာကြောင့်သူမကအခြေခံပေါင်းနှုံမြုံနီးတွေကိုစိတ်ရှည်လက်ရှည်တင်ပေးခဲ့ရသလိုမိဖုရားလာတဲ့အခါမှာတော့တချင်းလေးကြည့်နေတဲ့အကြောင်းဟန်ဆောင်ခဲ့ရသလိုဒန်ဘီကသူမရဲ့အိတ်ထဲမှာပါလာတဲ့ခောက်ဆွဲ၆တွေကိုချက်ကျွေးရမှာဘရင်ကြီးကအရန်ကြိုက်သွားပေမဲ့နောက်တစ်နေ့မှာတော့ဘိုက်အောင်လို့အော်ဟစ်ခဲ့ရမှာသူမကကျင်းစာတိုက်တယ်လို့ထိမ့်မှတ်ခဲ့ကြပေမဲ့သူမကခန္ဓာဗေဒအကြောင်းတွေရှင်းပြပေးခဲ့တာကြောင့်ဘရင်ကြီးကသူမကိုပါရမီရှင်တယောက်လို့လေးစားသွားခဲ့ပါတယ်အချစ်စေးခတ်ထားတဲ့ဟင်းရီကိုဒန်ဘီကမတော်မိပြီးထူးဆန်းစွာပြုမှုခဲ့တယ်လို့ဘရင်ကြီးကသူမကိုနန်းတွဲမှာရာထူးကြီးပေးမိလို့ကလန့်ပေးမိသူမကတော့မိုးရွာရင်ပြတ်မေလို့ပဲငင်းဆိုခဲ့တယ်လို့မတရားဆွဆွဲခံရတဲ့ဒန်ဘီကိုကေတင်ဖို့ဘရင်ကြီးကနှစ်ပတ်အတွင်းမိုးရွာအောင်လုပ်ခိုင်းခဲ့ရနေမိုးရွာလာတဲ့အခါဒန်ဘီကဝမ်းသာပေမိဘရင်ကြီးကတော့သူမထွက်သွားတော့မှကိုတီးလို့ဝမ်းလဲနေခဲ့တယ်လို့ရှေးရိုးဆွဲဝါဒီကိုရဲ့လုတ်ဆက်မှုကိုရှောင်ရှားဖို့သူမကိုမြို့ပြင်ကိုပို့ဆောင်ပေးခဲ့ပါတယ်လမ်းမှာဂီတပညာရှင်ကသူမဟာမိန်းကလေးခင်မှန်တည်သွားခဲ့ပေမဲ့လှုပ်ဖတ်ပေးခဲ့သလိုပင်လယ်ကမ်းခြေမှာဘရင်ကြီးနဲ့အတူကျဲတွေကိုကြည့်ရင်ဒန်ဘီကသူမရဲ့အနာဂတ်ကပိုက်ဆံမှာပါတဲ့ဘရင်ကြီးရဲ့မျက်နှာကိုပြသခဲ့ပြီးဘရင်ကြီးဟာဒန်ဘီရဲ့အကူအညီနဲ့ပြည်သူတွေအတွက်နားလည်ရလွယ်တဲ့အခရာအသစ်28လုံးကိုတည်ထွင်ခဲ့ပါတယ်ဒန်ဘီဟာမိဘယာနဲ့တငယ်ချင်းဖြစ်သွားပြီးခောက်ဆွဲတူတူစားတဲ့ကြသလိုတနေ့မှာတော့သူမကိုမောင်းမတရအဖြစ်ပြင်ဆင်ပေးတဲ့အခါမှာတော့သူမဟာကြောက်လန့်ပြီးထွက်ပြေးခဲ့ပြီးမြစ်ဘရင်ကြီးကသူမကိုဖမ်းမိတဲ့အခါသူမက16နှစ်ပဲရှိသေးတယ်လို့ပြောပြီးမြစ်ဘရင်ကြီးကတော့ဒါဟာအရွယ်ရောက်ပြီလို့ပြန်ပြောခဲ့သလိုဒန်ဘီကသူမရဲ့မိခင်နဲ့ရုပ်ချင်းသူတွေမဲတော်ကြီးကိုတွေ့တဲ့အခါမှာလည်းငိုကြွေးခဲ့ရပါတယ်ဘရင်ကြီးကဒန်ဘီကိုစံထူးလေးပေးကသူ့အနားမှာထာဝရနေဟုတောင်းဆိုခဲ့ပေမဲ့ဒန်ဘီကသူမရဲ့မိခင်စီပြန်ရမယ်လို့ညှင်းဆိုခဲ့တာကြောင့်ဘရင်ကြီးကစိတ်ဆိုးပြီးထွက်သွားတော့မှာပဲဒန်ဘီဟာလှုပ်ကြံခံရပြီးမီးလောင်နေကြမှာပိတ်မိနေခဲ့ရကနဲ့ဘရင်ကြီးကအသက်ဆုံးကေတင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဒန်ဘီဟာရေအိုင်ထဲကနေသူမရဲ့ကဘာကိုပြန်သွားခဲ့ပြီးစာပြေးပွဲကိုအောင်မြင်စွာဖြည့်ဆို့နိုင်ခဲ့တယ်လို့အရာအလုံးကိုတန်ဖိုးထားတာလာခဲ့ပြီးနောက်ဆုံးမှာတော့မိုးလွာနေတဲ့နေ့တစ်နေ့မှာဂျိုးဆုံးခက်ကဘရင်ကြီးနဲ့ရုပ်ချင်းတစ်ထ
တ်တဲ့သူညီနေတဲ့အမျိုးသားတအုပ်နဲ့ပြန်လဲဆုံတွေ့ခဲ့ရပြီးဇလန်းလေးကဖျော်ရွှင်စွာပြီးဆုံးသွားခဲ့ပါတော့တယ်ဗျာ